ကဲအားလုံးပဲเนาะမင်္ဂလာပါလို့တူရီကိုမင်း channel နဲ့ကာရာပြပြန်လဲနှုတ်ခွန်းဆက်တာပါပြီဗျာเนาะအားလုံးပဲမင်္ဂလာရှိတော့နေ့လည်ခင်းလေးဖြစ်ကြပါသည်เนาะကျွန်တော်ရဲ့ like ကလေးတနာရီ20 like ကလေးအားလုံးပဲဆက်လုပ်မိပြီเนาะအားလုံးပဲเนาะကျွန်တော်9ရက်3လ2025เนาะတောက်ကြနေနောက်ဆုံးပွဲသိမ်းနေ့မှာထိထိမိမိနဲ့တကွက်ကောင်းပေါက်ချင်တဲ့အကူမအားလုံးကိုကျွန်တော်ဘက်ကတကွက်ကောင်းလေးကျွန်တော်တင်ပေးပါအောင်ဗျာเนาะအားလုံးပဲထိတ်စီးလေးတွေထိတ်စီးဆွဲချင်တဲ့အကူမကိုထိတ်စီးလေးကျွန်တော်ပြောမယ်နောက်ပိတ်ကလေးနဲ့လူချင်းတဲ့ကိုမနောက်ပိတ်ကလေးပြောမယ်เนาะကိုမအားလုံးပဲတိတ်ချိုင်းလိုက်နားထောင်ပြပါเนาะကျွန်တော်ရဲ့ဒီနေ့တောက်ကြနေနောက်ဆုံးနေ့မှာနောက်ဆုံးဖိတ်အိတ်နဲ့လွယ်မဲ့ထိတ်စီးကဘာထိတ်စီးလဲဆိုလို့ရှိရင်ငါးထိတ်စီးเนาะငါးထိတ်စီးလေးပါငါးထိတ်စီးကြိုက်တဲ့ကိုမအားလုံးကငါးထိတ်စီးလေးကိုဆွဲမယ်เนาะနောက်ပြီးတော့နောက်ပိတ်လေးတစ်ခုထပ်ပြောမယ်နောက်ပိတ်ကလေးကခွန်ရ3ညရနောက်ပိတ်ဒီတောက်ကြနေညနေ4:30မှာဆိုလို့ရှိရင်ခွန်3ညနောက်ပိတ်เนาะငါးထိတ်စီးเนาะငါးထိတ်စီးဒီညနေမှာငါးထိတ်စီးကလုံးဝ share ကောင်းပါတယ်ကိုမအားလုံးပဲเนาะကဲကိုမင်းရဲ့ channel လေးကိုကြည့်ရှုနေတဲ့အကူမအားလုံးကဝင်လာပြီဆိုတော့ကြည့်ပြီးဝင်လာပြီဆိုတာနဲ့ကိုမင်းရဲ့ channel လေးကို subscribe လေးနှိပ်ပေးထား like လက်မလေးနှိပ်ပေးထားအများမြင်အများတွေ့အောင်အားလုံးဝိုင်း share ပေးထားဒီတောက်ကြနေမှာလုံးဝထိမိတကွက်ကောင်းထိုးခြင်းတဲ့အကူမအားလုံးတကွက်ကောင်းကလေးပြောပြမယ်ကျွန်တော်ကပြောပြီးသွားပြီငါးထိပ်စီเนาะနောက်ပိတ်တွေ့တာပါလဲခွန်နောက်ပိတ်တွေ့တယ်၃ညနောက်ပိတ်တွေ့တယ်အဲ့နှလုံးပေါ့เนาะဒါပေမဲ့ကျွန်တော် main ဩကွက်ကလေးကျွန်တော်ထပ်ပြောမယ်ကိုမအားလုံးเนาะကျွန်တော် main ဩကွက်ကလေးကိုပြောမယ်ကိုမအားလုံးကကိုမင်းရဲ့ channel လေးကိုဝင်အောင်ကြည့်ရှုပြီးဆိုတာနဲ့အရင်ဆုံးမလုပ်ပြရမယ်ဆိုကိုမင်းကိုတစ်ဖက်တစ်လမ်းကိုကြီးအနေနဲ့ subscribe လေးအရင်နှိပ်ပြီး like လက်မလေးနှိပ်ပြီးเนาะအများမြင်အများတွေ့အောင်အားလုံးဝိုင်း share ပြီးเนาะအဲ့ဒါလေးကိုမင်းကိုတစ်ဖက်တစ်လမ်းကိုကြီးနဲ့အားလုံးကူညီပြီးเนาะနောက်တစ်ချက်ကကိုမင်းရဲ့ကဏ္ဍလေးတွေကိုအားလုံးပဲဒီညက်နေတောက်ကြနေမှာเนาะထိမိထိုးစေခြင်းနဲ့အကိုမအားလုံးအတွက်ကျွန်တော်ကဲပေါက်ကဏ္ဍလေးတွေဒါလေးရကျွန်တော်ချပေးမှာကဲပေါက်ကဏ္ဍလေးရဘာလေးလဲဆိုရင်ကိုမအားလုံးပဲလိုက်မှတ်ပြီးကျွန်တော်ရဲ့တကွက်ကောင်းကဏ္ဍဒီ50ခွန်50เนาะ52 54เนาะ9ခွန်50 9နှစ်54ပေါ့เนาะဒီကဏ္ဍ၄ကွက်ကျွန်တော်ချပေးတယ်ကဏ္ဍ၄ကွက်မှာကျွန်တော်ရဲ့လုံးဝ share main အောက်က50ခွန်50ရ share main အောက်ကဖြစ်ပါတယ်ကိုမအားလုံးပဲเนาะကျွန်တော် view လေးကိုစုံငန်းတိုင်အောင်လိုက်ကြည့်ပြီးကြเนาะ like ကလေးတွေ like လက်မလေးနှိပ်ပေးထားကြเนาะအများမြင့်အများတွေ့အောင်အားလုံးဝိုင်း share ပေးထားကြเนาะဒီမှာတောက်ကြနေနောက်ဆုံးပွဲသိမ်းတွေကိုကျွန်တော်ဘက်ကလုံးဝကဲပေါက်ကဏ္ဍလေးနဲ့အကိုမအားလုံးကိုချပေးတာဖြစ်ပါတယ်ကိုမအားလုံးပဲเนาะကိုမအားလုံးပဲသေချာလေးထိုးစီခြင်းနဲ့ဒီညနေမှာအားလုံးပေါက်စီခြင်းနဲ့ရစီခြင်းပါတယ်ဗျာเนาะဟုတ်ကဲ့ကျွန်တော် like ကလေးဒီမှာခိတခဏရနာပါမယ်ကိုမအားလုံးပဲเนาะကိုမင်းရဲ့ like ကလေးကိုမင်းရဲ့ channel like ကလေးကိုကြည့်ရှုနေတဲ့အကူမအားလုံးတယောက်ချင်းဒီစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေမင်္ဂလာရှိသောနေ့လေးတွေမင်္ဂလာရှိသောရက်မြတ်ကလေးတွေတူတယောက်ချင်းဒီမှာနေ့တိုင်းပိုင်ဆိုင်နေကြပါစေအသက်ရှူတိုင်းဝင်ငွေတိုးကြပါစေလူမှုရေးစီးပွားရေးကျန်းမာရေးအစဆက်သက်ရအဆင်ပြေကြပါသည်ဗျာနော်ညနေမှာလဲကိုမင်းပေးတယ်เนาะအားလုံးပဲငါးထိပ်စီကိုဆွဲခြင်းနဲ့ကိုမဆွဲပြီးတော့အောင်မြင်ကြပါစေခွန်နောက်ပိတ်ဆွဲတဲ့ကိုမအားလုံးပဲအောင်မြင်ကြပါစေခွန်သုံးညနောက်ပိတ်ဆွဲတဲ့ကိုမအားလုံးလည်းအောင်မြင်ကြပါစေနောက်ပြီးတော့ကိုမင်းရဲ့တကွက်ကောင်းကနက်ဒီ9ခွန်50ဒီလုံးဝရှယ်မိန်အုပ်ကဖြစ်ပြီး9နှစ်5လေးဒီအရန်ပါဗျာเนาะကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကိုမင်း like လေးဒီမှာခိတခဏရနာပါပဲเนาะအားလုံးပဲညနေ4:00နာရီခွဲမှာအားလုံးကိုလက်ဖြစ်ကြပါသေးတယ်เนาะ